ကျွန်တော်ဒီနေ့ဒီ PowerPoint လေးကို online picture ပြီးတော့ပုံ online နေမှာဒါရထည့်ပြပေးမယ်နော်။ picture မှာတော့ရှင်းတယ်။သူ့ကိုယူပြီးထည့်ကြိုက်တဲ့ပုံတစ်ပုံရေး insert လိုက်လိုက်ရင်ဒီပုံကဝင်သွားပြီပေါ့။ဒီလိုပေါ့ဒီပုံဝင်သွားပြီပေါ့။အားယူလို့ကျွန်တော် online မှာတွေ့မယ် insert online picture နဲ့တက်နေလိုက်ပေါ့။အဲ့ဒါကကျွန်တော်တို့ browser တစ်ခုခုဒီထဲမှာပေါ်လာလိုက်မယ်။ browser ဖြစ်ပြီးတော့ကျွန်တော်ဒါလေးနဲ့နမူနာသုံးပြပါမယ်နော်။ဒီမှာကျွန်တော်ရှာခြင်းနဲ့ chat လိုက်လေးတစ်ခုရရပါပေါ့။ကွန်ပျူတာလို့ပဲယူလေးပဲရှာလိုက်တယ်။ကွန်ပျူတာယူလေးရှာလိုက်တဲ့ချိန်မှာဒီကွန်ပျူတာနဲ့ဆိုင်တာလေးတွေထွက်လာမှာပါဒါဆို။ line ပေါ်မှာမူတည်ပြီးတော့ပုံလေးတွေပေါ်လာလိုက်မယ်။ line ကောင်းရင်ပုံတော့ line မကောင်းရင်ပုံတော့ပေါ်နေနေမှာပေါ့။ဒီကြတဲ့ဘက်ဒါလေးယူလိုက်မယ်ပြီး insert နဲ့ပေါ့။ဒါဒီပုံလေးကဒီonline picture ပေါ့ဒါဆို။အားလုံးစင်ကြပါလိမ့်